အမြင့်ဆုံးသောဖရာဤကွယ်ကာယာဌာနတော်၌နေသောသူသည်အနန္တတကုရှင်ဤအရေးကိုခေါ်ရလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာငါဤရဲတိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အကယ်စင်စစ်မူဆိုးဤကြောကွနှင့်၎င်းတည်တတ်သောအနာနှင့်၎င်းတင့်ကိုကင်းလွတ်စေတော်မူမည်အတောင်တော်အမွှေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌တင်တည်တုံချုံစွာနေရလိမ့်မည်သစ္စာတော်သည်တေဤတိုင်းထွားဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ပြစ်သောမြားကို၎င်းဟောင်မိုက်ထဲမှလေတတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စည်းတတ်သောဥပတ်ကို၎င်းတင်သည်မကြောက်ရတေဤအနားမှလူတစ်ထောင်တေဤလက်ရဖက်မှလူတစ်သောင်းလဲတော်လဲတင့်ကိုမထိမခိုက်ရတင်သည်ကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသောအပြစ်ကိုမြင်ယုံမျှတာရှိလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏ဟုတင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်တင်၌မကောင်းသောအနိဋ္ဌယုတ်မကပ်မရောက်တင့်နေရာသို့ပြီးဥပတ်မချင်းရာတွားလျရာ၌တင့်ကိုစောင့်ရှောက်စေခြင်းဟာကောင်းကင်တမန်တို့အားတင့်အဖို့ဟာထားတော်မူသည်ဖြစ်၍တင်၏ခြေကိုကြောက်နှင့်မထိမခိုက်စေခြင်းဟာသူတို့သည်တင့်ကိုလက်နှင့်မဆချီပင်ကြလိမ့်မည်တင်သည်ရှင်သိနှင့်မွေဆိုးပေါ်မှကြော်သွား၍ရှင်သိပြူနှင့်နဂါတို့ကိုခြေဖြင့်နင်းလိမ့်မည်သူသည်ငါကိုချစ်သောကြောင့်သူ့ကိုငါကယ်နှုတ်မည်ငါ၏နာမကိုတည်သောကြောင့်သူ့ကိုငါချီးမြှောက်မည်သူသည်ငါကိုခေါ်သောအခါငါထူးမည်ဒုက္ခခံရသောအခါသူ့ဖက်မှငါနေ၍ချမ်းသာပေးမည်သူ၏ဘုန်းကိုလည်းထင်ရှားစေမည်ရှေသောအသက်နှင့်သူ့ကိုရောင်ရဲစေ၍ငါ၏ကယ်တင်ခြင်းယေရှုကိုသူအားပြမည်